ပြောပြမယ်နော်ငါနာမည်လောင်ဝင်းဆိုတဲ့နာမည်ရောငါရဲ့ profile ငါရဲ့ Facebook ပေါ် profile ဓာတ်ပုံထဲမှာတုံးပြီးတော့ Viber ဖွင့်ထားပြီးတော့စောက်ဆန်လိုက်ချီးနေတဲ့အကောင်အေးဆေးနေလိုက်နော်သိလားအေးဆေးနေလိုက်ငါဆိုတဲ့မိန်းမငါသာသူများကိုကူညီတာနော်ငါသာသူများကိုကူညီတာငါအစိမပြေပတ်စံလေးတရားတော့သူများစီကမချီဘူးရှင်းလားငါအစိမပြေငါငတ်ခံနေတဲ့ကောင်မပတ်စံလေးတရားတော့ငါသူများစီကမချီဘူးသိလားတော်သေးတယ်ငါအမဖြစ်နေလို့ငါအမကိုလှုပ်လို့ငါမငါစီကိုချက်ချင်းဖုံးဆက်လာလို့ကန်ခေါင်းတာတော်ပါသေးရဲ့ငါအမဖြစ်နေလို့အဲ့ဒီဥစားလှုပ်တဲ့သူသွားပြီးတော့လှုပ်တဲ့သူကညီမလေးမမကိုအဲ့လိုမျိုးဥစားဖြစ်လာဆိုပြီးတော့လာဆက်လို့ငါဆိုတဲ့ကောင်မကငါကသာသူများကိုကူညီတာငါဘသူစီကမှပတ်စံတရားတော့ကူညီမတောင်းဘူးငါရဲ့ဓာတ်ပုံရောငါရဲ့နာမည်ရောတုံးပြီးတော့လှုပ်ထားတဲ့ဟာဟမ်ကြောင်တောင်နဲ့စောက်ဖေးနေမရားကြနဲ့ငါ့ကိုလာပြီးတော့အေးစိမ့်နေနော်ငါပြောပြီးသားအေးစိမ့်နေလိုက်ငါဓာတ်ပုံနဲ့ငါပတ်စံတုံးပြီးငါဓာတ်ပုံနဲ့ငါနာမည်တုံးပြီးတော့ Viber ဖွင့်ထားတဲ့အကောင့်အေးစိမ့်နေလိုက်နော်ငါ့ဘာများထင်နေလဲမသိဘူးဟမ်ပြောပြမယ်နော်အိမ်လေးဒီဘယ်တော့မှသူများစီကပတ်စံမချီးပါဘူးသိလားအိမ်လေးဘယ်တော့မှသူများစီကပတ်စံမချီးပါဘူးအိမ်လေးရတာနေသူများကိုကူညီပေးခဲ့တဲ့မိန်းကလေးတယောက်ပါအိမ်လေးငွေကြေးကိုအဲ့လောက်ထိဩဇာမဖြစ်ဘူးအိမ်လေးကပတ်စံရှာနိုင်တဲ့မိန်းမတယောက်ပတ်စံရှာနိုင်တဲ့မိန်းမတယောက်ကဘယ်သူစီကမှပတ်စံမချီးဘူးကိုယ်စင်မပြေနေဦးမလားကိုယ့်ကိုအေးစိမ့်နေတယ်ဟိုမဖြစ်ကိုတော့ကိုရဲ့ဟိုအဖေလေးစီကပဲမဘိုးတောင်းနိုင်မယ်တောင်းတော့မိဘစီကတော့မဘိုးမတောင်းဘူးစင်မပြေဘူးမလားသုံးစရာမရှိဘူးမလားအငတ်ခံပြီးနေတဲ့မိန်းမငါနာမည်လောင်ဝင်းဆိုတာရောငါရဲ့ Facebook က profile ပုံရောတုံးပြီးတော့ Viber ဖွင့်ပြီးတော့ငါအတိတွေကို like ပြီးတော့စကားပြောနေတဲ့ဟာအေးစိမ့်နေလိုက်ငါအတိတွေမှမဟုတ်ပါဘူးသူများတွေကိုလည်းပြောရင်ပြောမှာပေါ့အဲ့တော့ငါဆယ်နီဖြစ်နေရလားဟမ်ငါဆယ်နီမဟုတ်ဘူးနော်ငါတော့နာမည်မကြီးသေးဘူးနော်သိလားအောင်မြင်နေပြီနဲ့တူတယ်ငါလဲနာမည်နဲ့ပုံမှာသုံးပြီးတော့အမေဖိတ်ရက်တွေပါတော့ဖွင့်ကအမလေးပျော်ဤတာကျေးဇူးတရားမလို့ဖြစ်နေပျော်ဤတာဟုတ်တယ်ငါကသူများစီကဟိုနေတခါမှပတ်စံတရားတော့အခုညီမတောင်းမချီးဘူးငါကတာပတ်စံသိမ့်နဲ့ချီဘူးလားသိမ့်နဲ့ချီကူညီဘူးလားရှင်းလားငါဆိုရဲ့မိန်းမငါတင်ပေးမယ်နောက်ပြီးရင်အဲ့ဒါလေးအကုန်လုံးငါအကုန်လာပြပဲငါ screenshot တင်ပေးမယ်ငါစိတ်တူ